Daily Football New ARL YouTube Channel နဲ့တခင်ကြီးတက်တော့နေပြီးတော့ကြိုဆိုပါတယ်မင်းညကကျွန်တော်9ဘွဲပေးတာ4ဘွဲထိနိုင်ပါတယ် Chelsea တက်တင်တာကျွန်တော်တို့ကံမောင်းအောင်ဖို့ကံမပါလို့ရှုံးသွားတာဖြစ်ပါတယ် Chelsea အားဆော်စီစီတယောက်ထုတ်ခံပြီးတော့ဖူဟန်ကို 2-1 ဆိုရရလက်နဲ့ရှုံးသွားတယ်ဗောနော်အမှန်က Chelsea ကောင်းပါတယ်ကစားပုံတော်တော်ကောင်းပါတယ်ဒါပေမဲ့ကန်ဆိုးစွာနဲ့ရှုံးသွားတယ်ဗောနော်ကျန်တဲ့ဒါပေမဲ့ကျန်တဲ့၄ဘွဲကတော့မှန်ပါတယ်ဘုံမောက်တို့ Bradford တို့ဟလာဟိုပြီးတော့Aston Villa က level 50ရှုံးတယ်ကိုအောင်မှန်တယ်ပြီးရင် Atalanta ရတယ်ပြီး Chelsea ရှုံးသွားတယ်ဗောနော်ကဲဒီနေ့ညတော့ကျွန်တော်တို့ Arsenal ပွဲရှိတယ် Arsenal နဲ့ Liverpool ပေါ့နော်ပထမအကြော်တော့ကတော့ Liverpool အိမ်ကွင်းမှာ Arsenal ကSzoboszlai ရဲ့တကိုးတဲ့တလုံးနဲ့တော့ဂိုးနဲ့ရှုံးသွားတယ်ပေါ့နော်ရှုံးပွဲတွေ့ပါတယ်အခု Arsenal ကအိမ်ကွင်းမှာရှုံးကြွေးပြန်ဆက်နိုင်မလားကျွန်တော်တို့ဒီညကြည့်ရမယ်ပြီးတော့ Arsenal ဒီနှစ်တော့ကျွန်တော်တို့ဖလားကြီးရပါတော့Emirates မှာနားခိုဖို့ပိုကင်ယူထားသလားတော့အောင်မရတယ်ကန်ဆာတာရောခြီစွမ်းပိုင်းရောနီးပြကစားသမားတွေရဲ့စိတ်သက်ပိုင်းရောအားလုံးအကောင်းဆုံးအနေထားကိုရောက်ရှိနေရပါတော့အာဆင်နယ်ကလီဗာပူးကိုအိမ်ကွင်းမှာဖိအားကင်းနဲ့ကစားနိုင်မှုမန်စီးတီးတို့အက်စတွန်ဗီလာတို့ကတရေကြပေးတယ်မန်စီးတီးဆိုတော့အန်ဟောစရာကောင်းတယ်နော်၃ပွဲဆက်တိုက်တရေကြပေးရပါတော့ဒါတော်တော်သဘောကောင်းတဲ့အသင်းမှာဂွာဒီယိုလာကသူ့ရဲ့တပည့်အာတီတာကိုလှုပ်ဆောင်ပေးနေသလားတော့အောင်မရပါတော့အက်စတွန်ဗီလာလည်းဒီလိုပါပဲရှီစွမ်းနေကောင်းနေတဲ့အတိုင်းနဲ့တရေတွေကြရပါတော့တရေတွေကြတယ်တပွဲရောနဲ့အခုအာဆင်နယ်ကဒုတိယနေရာမန်စီးတီးကို9မှတ်ဖြတ်ထားတယ်လီဗာပူးကနိုင်တယ်ဆိုရင်တော့ရှစ်မှတ်အထိဖြတ်ပြီးတော့ဇယားထိပ်မှာတတရရနဲ့အာဆင်နယ်ကဖြတ်တန်းနိုင်တယ်ပေါ့နော်ဖြတ်တန်းနိုင်တဲ့အနေအထားရှိရပေါ့အာဆင်နယ်ရဲ့လူစင်းရင်ကိုကြည့်မယ်ဆိုရင်တော့ဒီနေ့ညကံမဲ့ဖြစ်နိုင်ပွဲလူစင်းရတော့ရောဂါရက်ကိုအထောင်ထားမယ်ပြီးရင်စာကာထရော့ဆက်တောင်ပန်ဝင်းမယ်ပြီးရင်အိုဒီကက်စူပါမန်ဒီရိုက်တို့ကိုကွင်းလင်မှာထားပြီးတော့တင်ပါဆလီပါဂါဘရီယယ်ဟက်ကာဘီတို့နောက်တက်မှာထားပြီးတပည့်ရရပဲကိုဖမ်းမယ်လို့ကျွန်တော်ထင်ပါတယ်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ RE ပရိသတ်တွေရောဗောနော်တခြား19သင်းဖန်ပရိသတ်တွေရောပြောနေတာ Rocker Red ကဂျင်းဒီစကားကိုကျွန်တော်လက်မခံပါဘူး Rocker Red ရှေ့တန်းမှာရုံးနေပြီးနေရာလွတ်တွေဖန်တီးပေးနေလို့ကျွန်တော်တို့ right တို့Odegaard တို့ Superman D တို့ Trossard တို့ခိုးရှုနိုင်နေရဖြစ်ပါတယ်စာကာကတော့လွတ်မပေးရဘူးစာကာလည်းအဲ့လိုပဲစာကာရုံးပေးနေလို့တခြားလူတွေကနေရာလွတ်တွေရပြီးခိုးရှုပေးနေရပါအဲ့ဒါကြောင့်မို့ Rocker Red တို့စာကာတို့ဆိုတာရှီစွမ်းပိုင်းအောက်ရောက်နေရလည်းမဟုတ်ဘူးဂျင်းလည်းမဟုတ်ပါဘူးအကောင်းဆုံးကစားသမားတွေထဲကစားသမားတွေပါကိုစလီဘာဂါဘရီပြန်ပါလာပါပြီကျွန်တော်တို့လီဗာပူးဘက်ကတော့ကျွန်တော်တို့ဂပ်ပိုကိုပွဲထုတ်မယ်လို့ထင်ပါတယ်ပြီးတော့ Szoboszlai Frimpong White တို့နဲ့ကွင်းလယ်ဖွဲ့စည်းပုံလုပ်ပြီးတော့ Max Alaba တို့စာလက်ကတော့ပါလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပြီးရင်နောက်တန်းမှာ Robertson Van Dijk တို့ကိုနာတေးတို့နဲ့ကိုသမားနေရာမှာလီဆွန်တို့နဲ့စုဖွဲ့မှုကောင်းကောင်းနဲ့ပဲလီဗာပူးကအာဆင်နယ်ကိုဧည့်သည်အသင်းဖြစ်နေကစားမယ်ပေါ့နော်ကျွန်တော်တို့အဲ့လိုမြင်တယ်ကဲဒီညညနေ2နာရီ3နာရီလောက်ကြာရင်ကျွန်တော်ဘောလုံးဝက်ခံမှန်းနေထပ်ပြီးတင်ပေးပါမယ်မနေ့က9ပွဲပေးတာကျွန်တော်4ပွဲထိနိုင်ပါတယ်69.99 2ပွဲလုံးရပါတယ်အဲဒါကြောင့်မို့ကျွန်တော်တို့ဒါအကောင်းဆုံးမနေ့ကရလက်ထွက်တယ်ပေါ့နော်69.99 2ပွဲရလဲကျွန်တော်မန်စီးတီးကိုဘက်ကန်ပေးတယ်နာပိုလီကိုဘက်ကန်ပေးထားတယ်ပေါ့နော်2ပွဲလုံးရသွားတယ်ပေါ့နော်ကျွန်တော်ကတော့အောက်တင်းတွေကိုပိုကြိုက်တယ်ပေါ့နော်ကဲဒီနေ့ညလည်းကျွန်တော်ခံမှန်းချက်တွေလာပါမယ်ပြီးရင်ဘော်ဒါတို့အနေနဲ့အာဆင်နယ်နဲ့လီဗာပူးပွဲစဉ်ရလက်လေးတွေကိုလည်းခံမှန်းပေးခဲ့ကြပါအောင်ခံမှန်းပေးပြီးတော့ရလက် goal score တူတယ်ဆိုရင်kiss way ပေးမဲ့အစီအစဉ်လေးလည်းရှိပါတယ်အားကြောင့်မို့goal score FT ရလက်ကိုခံမှန်းပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်